ကောင်းမလေးတယောက် pick up ကားမောင်းနေရင်မတော်တဆပြားအောင်ကြီးကိုတွားတိုက်မိလိုက်ပါတယ်။အဲ့ဒီအခါမှာပြားအောင်ကြီးကသူ့ကိုဝိုင်းပြီးတိုက်ခိုက်ပါတော့တယ်။အိမ်နီးနားချင်းကသူ့ရဲ့အကူအညီတောင်းတန်ကိုကြားအောင်သူ့မိဘတွေကိုအပြေးအလွှာထွားပြောခဲ့ကြပါ။မိဘတွေကသူ့ကိုကယ်ဖို့အမြန်ပြေးလာခဲ့ကြပေမယ့်ပြားတွေကသူတို့ကိုပါလိုက်ပြီးတိုက်ခိုက်ခဲ့ကြပါတယ်။သူတို့ဟာအကြိမ်ပေါင်းရနဲ့ချီပြားတုတ်ခံခဲ့ရပြီးမြေပြင်ပေါ်လဲကျသွားတဲ့အထိဖြစ်ခဲ့ရတာပေါ့။သူတို့၃ယောက်လုံးကိုဆေးရုံပို့လိုက်ရပေမယ့်သူ့အမေတစ်ယောက်ပဲအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ပြားတွေကဒီလောက်အထိအသက်အန္တရာယ်ပေးနိုင်တယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူး။ဒါနဲ့ခမရကိုပြားတုတ်ခံရတဲ့အရာတာကိုတီးဖူးလား။တကယ်လို့ခမရရဲ့ကိုယ်လေးချိန်ကပေါင်150ရှိနေပြီးပြားကောင်ရီ1500ကတပြိုင်နက်တည်းဝိုင်းတုတ်ကြမယ်ဆိုရင်အစိတ်တွေကခမရရဲ့ချွတ်သားတွေကိုဖျက်ဆီးပြီးသွေးတွေကိုအစိတ်အတောက်တွေပြန့်နှံ့တွားစေမှာပါ။ရေဘူးရအဖြစ်တော့ခန္ဓာကိုယ်ရဲ့အသားတစ်ပေါင်ဟာပြားတုတ်တာကို30ချိန်လောက်ပဲခန်းနိုင်ရရှိတာပါ။အဲ့ဒီထဲပို့သွားရင်တော့အစိတ်တွေကိုမရှင်းထုတ်နိုင်တော့တဲ့အတွက်ခမရရဲ့ကြောက်ကက်တွေပျက်စီးသွားပါလိမ့်မယ်။တစ်ချိန်တည်းမှာပဲခန္ဓာကိုယ်ကအဒရီနာလင်တွေထွက်လွှတ်လိုက်တာကြောင့်နှလုံးခုန်နှုန်းတွေအယမ်းမြန်လာပြီးနောက်ဆုံးမှာတော့နှလုံးရပ်ပြီးသေဆုံးသွားနိုင်ပါတယ်။